ရမယ်ဟေးလာဘူးလာပြီရာဂသုံးတာဆိုတော့ဟုတ်ပါကိုထိန်ဝင်းကိုတာခိခင်ဗျားတို့ကျွန်တော်တို့အခုခေတ်မှာအနုပညာသမားလို့ခေါ်ကြတာပါဟုတ်တယ်လေဗျာကိုထိကိုနာကိုကျငန်းနဲ့စိုးစာစဉ်အချိန်ခါကကျွန်တော်တို့ဆိုင်းသမားဇတ်သမားများကိုဟုတ်ပန္တရားရကင်းဒီလို့ခေါ်ခဲ့ပါတယ်ဒီလိုလဲခေါ်ခဲ့ပါခင်ဗျမြန်မာမင်းအလီလီမူးမများကအထုမြတ်ထားပြီးတော့နန်းသုံးခံခဲ့ကြပါတယ်ဗျာဟုတ်ပြီဗျာမန်ထုံတာဆိုတာပင်ကိုတဘာဝနဲ့နာတော်တာဆင်မာမြန်မာတို့ရဲ့တိုင်းသဖြင့်ရင်နာစပါလိမ့်မယ်ကြားမယ်ကိုသာကိပြောဗျခင်ဗျားပြောတာကနန်းသုံးခိုင်နဲ့ဂီတမှန်တယ်နန်းအသုံးခါရတာလည်းမပြောသေးဗျမျိုးရိုးစင်သက်ကိုကကြည့်လိုက်ပါပြောပါအဖိုးစီယာပြည့်တဲ့ရုပ်စုံမင်းသားကြီးဥအောင်မင်းစိန်မှန်တယ်အဖခင်စီယာပြည့်တဲ့ဂီတစာဆိုကိုဘိုပရင်းမျိုးရိုးကောင်းဒီကနေစင်သက်လာတဲ့မျိုးရိုးဇာတိအမှန်ပါဗျမှန်တယ်လေနော်အဲ့ဒါကြောင့်မို့ကျွန်တော်တင်စားနေတာကပရိသတ်အများအားလုံးသိအောင်ဟာဒီမန္တလေးသားဖို့ဆိုတာဂီတစာဆိုဘိုးပရင်းရဲ့ရင်သွေးအတန်သားပါဗျကောင်းဗျာဒါကြောင့်ပန်းစကဝါမှုလို့အစင်မွေးရနံပွားတဲ့အောင်ကိုသားကိုရေဆန်းနာတပုံရင်ကျေးတဲ့အခန့်သွားဆိုတာပြပါဦးခင်ဗျဟုတ်ပြီကြဟုတ်ပြီ